စိတ်ကမ်းပေါ်ကကလေးလေးဟာသူ့ရဲ့ငယ်ဘဝနဲ့တပုံစံနဲ့တူနေတာကိုစစ်ဗိုလ်ချုပ်လေးတွေးလိုက်ရတဲ့အခါမှာတော့အယမ်းကိုအံ့ဩသွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီကလေးလေးဟာသူ့ရဲ့သွေးသားရင်သားလေးဖြစ်နေမယ်ဆိုတာကိုတော့အိမ်မက်ထဲမှာတော့ထင်မှတ်မထားခဲ့ဘူး။ကလေးလေးကလည်းစစ်ဗိုလ်ချုပ်လေးကိုမြင်ချင်းမှာပဲရင်းနှီးတဲ့ခံစားချက်တွေချက်ချင်းဖြစ်ပေါ်လာခဲ့ပြီးဝါဒီလူကြီးကသားစိတ်ကူးတဲ့ကဖေဖေနဲ့တပုံစံနဲ့ပဲလို့စိတ်ထဲကနေမနေနိုင်ပဲရေရွလိုက်မိတယ်။ဘေးနားမှာရှိနေတဲ့အမျိုးသမီးကစစ်ဗိုလ်ချုပ်လေးကိုလှည့်ကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်နှာသွင်းပြင်ကိုအယမ်းရင်းနှီးနေတယ်လို့ချက်ချင်းခံစားလိုက်ရတယ်။လွန်ခဲ့တဲ့၈နှစ်ကနေ့တစ်နေ့မှာစစ်ဗိုလ်ချုပ်လေးဟာကားပြတ်သွားလို့လမ်းဘေးမှာရပ်ထားခဲ့ရတယ်။အဲ့ဒီအချိန်မှာမိသားစုကအတင်းအကျပ်လက်ထပ်ခိုင်းပြီးတင်တောင်းငွေယူဖို့လုပ်နေတာကိုထွက်ပြေးလာတဲ့ဒီအမျိုးသမီးဟာကားထဲကိုကမန်းကရန်ဝင်ပုန်းခဲ့တယ်။ပြီးတော့သူ့ကိုကယ်တင်ပေးဖို့စစ်ဗိုလ်ချုပ်လေးကိုငိုယိုပြီးတောင်းပန်ခဲ့တယ်။နောက်ကလိုက်လာတဲ့သူတွေကားရှိကိုရောက်လာတော့မဲ့အချိန်မှာပဲစစ်ဗိုလ်ချုပ်လေးကသဘောကောင်းစွာနဲ့သူ့မကူရင်ခွင်ထဲဆွဲဖက်ထားလိုက်တယ်။အဲ့ဒီနောက်ကားမှန်ကိုချပြီးထွက်သွားဆန်းလို့ခက်ပြက်ပြက်အော်ဟစ်မောင်းထုတ်ခဲ့တယ်။အဲ့ဒီလိုနဲ့မိန်းကလေးဟာအသက်ဘေးကနေလွတ်မြောက်သွားခဲ့တယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲသူ့မရဲ့တကူလုံးကူလောင်မွန်းကျက်လာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ညစာစားတော့ကသူ့မရဲ့ဖခင်ဖြစ်သူကစိတ်ခတ်ထားခဲ့လို့ပဲဖြစ်တယ်။တခြားရွေးချယ်စရာမရှိတော့တဲ့မိန်းကလေးဟာသူ့မကိုဆေးရှင်ကြည့်အောင်ကူညီပေးဖို့စစ်ဗိုလ်ချုပ်လေးကိုပဲတောင်းဆိုခဲ့ရတယ်။မျက်စိတမိတ်တွင်းမှာပဲရှင်းနှစ်ဆိုတဲ့အချိန်တွေဟာပြင်းညံစွာကုံဆုံးသွားခဲ့တယ်။အမျိုးသမီးဟာအသက်မွေးဝမ်းကြောင်းအတွက်စိတ်ကမ်းမှာဖတ်ထုတ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားခဲ့တယ်။လိမ္မာရေးချရှိတဲ့သားလေးကတော့နေတိုင်းကြောင်မီသွေးကဲလေးတွေကောက်ပြီးပတ်စံရအောင်တွားရောက်နေရှိတယ်။ကြေးပြ100ပြည့်အောင်စုပြီးရင်တခါမှမမြင်ဘူးတဲ့ဖေဖေကိုတွားရှာမယ်လို့ပဲသူကတွေးထားခဲ့တယ်။ဒီနေ့မှာသူ့ရဲ့အရင်အခေါက်ဖေဖေနဲ့မထင်မှတ်ပဲတိုင်းပြီးသွားလိမ့်မယ်လို့တခါမှမတွေးထားခဲ့ဘူး။ဒီအချိန်မှာပဲစစ်ဗိုလ်ချုပ်လေးကစောင်းကြောင်ထိုင်ချလိုက်ပြီးပတ်စံများကြီးရှာချင်လားလို့ကလေးလေးကိုမေးလိုက်တယ်။စစ်ဗိုလ်ချုပ်လေးရဲ့စိုင်းကိုတစ်ခေါက်လောက်လိုက်ခဲ့ပေးမယ်ဆိုရင်ငွေတင်ကားပြ100ပေးမယ်လို့ကတိပေးခဲ့တယ်။တကယ်တော့စစ်ဗိုလ်ချုပ်ကြီးကစစ်ဗိုလ်ချုပ်လေးကိုနေတိုင်းအတင်းအကျပ်အိမ်အောင်ပြုခိုင်းနေပြီးမြေဦးလေးချီချင်ပြီးလို့အမြဲတမ်းညီးတွားပြောဆိုနေလို့ပဲဖြစ်တယ်။မထွက်သွားခင်မှာလည်းငါကယူမဆိုင်ဘူး။ဒီနေ့မင်းသားမြေတယောက်မှခေါ်မလာခဲ့ရင်ဆိုင်တကားဝါကိုချိန်မချနဲ့လို့ပြက်ပြက်တသားပြောဆိုသွားခဲ့တယ်။ဒီလိုနဲ့ပဲတားမီ2ယောက်ဟာစစ်ဗိုလ်ချုပ်လေးရဲ့အကူအညီတောင်းခံမှုကိုလက်ခံလိုက်ပြီးကားပေါ်ကိုတက်လိုက်ကြတယ်။လန်ခီမှာစစ်ဗိုလ်ချုပ်လေးကတားမီ2ယောက်ကိုသတိထားရမယ့်အချက်လက်အမျိုးမျိုးကိုတေချာမှကြားခဲ့တယ်။ကလေးလေးကိုသူ့အားဖေဖေလို့ကြိုတင်ခေါ်ဆိုလေ့ကျင့်ခိုင်းခဲ့ပြီးအကုန်မှတ်မိပြီလားလို့ထပ်မံမေးမြန်းခဲ့တယ်။စစ်ဗိုလ်ချုပ်လေးစိတ်ချပါအကောင်းဆုံးလုပ်ပြပါမယ်လို့ကလေးလေးကပြန်ဖြေခဲ့တယ်။စစ်ဗိုလ်ချုပ်ကြီးကတော့စစ်ဗိုလ်ချုပ်လေးကလေးခေါ်လာမဲ့တဲ့တင်ကိုကြားသိရပြီးနောက်မှာအရန်ကိုဝမ်းသာပြီးဖြစ်သွားခဲ့တယ်။ကြီးကျယ်ခမ်းနားတဲ့ညစာစားပွဲကိုပြင်ဆင်ဖို့အစီအကံတွေကိုချက်ချင်းအမိန့်ပေးခဲ့တယ်။အရသာရှိတဲ့မုတ်အချိုပွဲအမျိုးမျိုးကိုလည်းတေချာစီစဉ်ထားဖို့အထူးမှကြားခဲ့တယ်။အဲ့ဒီနောက်အိမ်တော်ထင်းကိုကစားစရာအယုတ်အမြောက်များတွားရောက်ဝယ်ယူခိုင်းခဲ့ပြီးမြေးလေးအိမ်ပြန်လာမဲ့အချိန်ကိုဝမ်းသာလုံးဆိုးစွာနဲ့စောင့်မျှော်နေခဲ့တယ်။ဒီအချိန်မှာပဲညီဒုတိယကအတန်ကြားလို့ရောက်လာခဲ့တယ်။ပုံမှန်ဆိုရင်စစ်ဗိုလ်ချုပ်လေးနားမှာချင်းမတ်တကောင်တောင်မရှိတတ်ဖ ೇನೆ ဘလို့လုပ်ပြီးသွေးသားရင်သားတယောက်ရုတ်တရက်ပေါ်လာနိုင်မှာလဲလို့စစ်ဗိုလ်ချုပ်ကြီးကိုတတိပေးလိုက်တယ်။အပြင်ကလူတယောက်ကိုအယောင်ဆောင်ဖို့ခေါ်လာတာတေချာတယ်လို့လည်းဆွဆွဲပြောဆိုခဲ့တယ်။တကယ်လို့အတုရောင်သာဖြစ်နေခဲ့ရင်သူ့ခြေထောက်တွေကိုရိုက်ချိုးပစ်မယ်လို့ပြောလိုက်တဲ့အတန်ဆုံးတာနဲ့တပြိုင်နက်စစ်ဗိုလ်ချုပ်လေးဟာတားမီ2ယောက်ကိုခေါ်ပြီးဆိုင်တော်ရှိကိုရောက်ရှိလာခဲ့တယ်။ကလေးလေးဟာချက်ချင်းပဲအရှိကိုပြေးထွက်သွားပြီးစစ်ဗိုလ်ချုပ်ကြီးကိုဖတ်လိုက်တယ်။ပြီးတော့ဖိုးလို့ကြည်လင်တဲ့အတန်လေးနဲ့နှခုံးတိတိခေါ်လိုက်တယ်။စစ်ဗိုလ်ချုပ်ကြီးကအဲ့ဒီအတန်လေးကိုကြားလိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲအားအင်တွေပြည့်ဖြိုးလာခဲ့တယ်။ဒါပေမဲ့ဒုတိယချွေးမကတော့တမင်တက်အရှိထွက်လာပြီးအမျိုးသမီးကိုအကဲခတ်ကဘဲထက်တန်းလွှာမိသားစုကသမီးပြိုလဲလို့အခက်တွေ့အောင်မေးခွန်းထုတ်ခဲ့တယ်။အခြေအနေကိုမြင်တော့ကလေးလေးကချက်ချင်းပြေးလာပြီးမိခင်ဖြစ်သူကိုအကြက်တဲကနေကဲတင်ပေးလိုက်တယ်။ဒါကြောင့်ဒုတိယချွေးမရဲ့မျက်နှာဟာချက်ချင်းပဲမဲမောင်သွားခဲ့တယ်။ဘဲကရောက်လာတဲ့ကလေးမှမသိဘူး။မိသားစုရဲ့မြေဦးဖြစ်ဖို့ထိုက်တန်လို့လားအိမ်မက်နေတာပဲလို့ပြောဆိုခဲ့တယ်။ညီဒုတိယကလည်းလက်မလျှော့ပဲစစ်ဗိုလ်ချုပ်ကြီးရဲ့နာနာကိုထပ်သွားပြီးကုန်းချောစကားတွေပြောပြန်တယ်။ဒါပေမဲ့စစ်ဗိုလ်ချုပ်ကြီးကတော့ဒီကလေးရဲ့မျက်နှာတွင်ပြင်ကစစ်ဗိုလ်ချုပ်လေးနဲ့တပုံစံနဲ့ဖြစ်နေတာကိုဘလို့လုပ်ပြီးပတ်စံပေးငါလာတဲ့အတူအယောင်ဖြစ်နိုင်မှာလဲလို့ယုံကြည်ချက်ရှိနဲ့ပြန်လဲခြေပခဲ့တယ်။ဒုတိယချွေးမကတော့လူတွေတတိမထားမိတဲ့အချိန်မှာကလေးလေးရဲ့စပင်တစ်ချောင်းကိုခိုးယူသွားခဲ့တယ်။သွေးသားတော်ဆက်မှုစစ်ဆေးဖို့အတွက်အဲ့ဒီစံပင်ကိုလှုပ်ဝက်စွာနဲ့လူကြုံပေးပို့လိုက်တယ်။ဧည့်သည်တွေစုံလင်တဲ့အချိန်ရောက်မှလူပုံအလယ်မှာအဆက်ခွဲဖို့ရည်ရွယ်ထားခဲ့တယ်။မကြခင်မှာပဲမိသားစုဝင်3ဦးဟာတေသက်စွာပြင်ဆင်ပြီးအပြင်ကိုထွက်လာခဲ့တယ်။ခမ်းမတစ်ခုလုံးအပြည့်ရှိနေတဲ့ဧည့်သည်တွေကလည်းစစ်ဗိုလ်ချုပ်ကြီးမှာမြေဦးလေးရသွားပြီဖြစ်တဲ့အတွက်ဝိုင်းဝန်းပြီးဝမ်းသာပေးခဲ့ကြတယ်။ဒီအချိန်မှာကလေးလေးကသူကိုယ်တိုင်ရေးဆွဲထားတဲ့ပကြီးကားလေးကိုစစ်ဗိုလ်ချုပ်ကြီးရဲ့လက်ထဲကိုပေးအပ်လိုက်တယ်။ပကြီးကားပေါ်မှာကလေး9ယောက်ရဲ့ပုံရိပ်လေးတွေကိုရေးဆွဲထားတာတွေ့ရတယ်။အိမ်ကြီးထဲမှာစီစီကားဖြစ်စေချင်ပြီးဖိုးကိုအဖော်ပြုပေးမဲ့ညီလေးညီမလေးတွေအများကြီးရှိလာဖို့မျှော်လင့်ကြောင်းကလေးလေးကရှင်းပြခဲ့တယ်။ပကြီးကားလေးကိုကြည့်ရင်စစ်ဗိုလ်ချုပ်ကြီးရဲ့ရင်ထဲမှာနှွေးထွေးမှုတွေဖြစ်ပေါ်လာခဲ့တယ်။ဒီကလေးဟာသူ့ရဲ့သွေးသားရင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဒီတသက်တော့သူ့ရဲ့မြေးလိမ္မာလေးဖြစ်တတ်မှတ်လိုက်ပြီလို့စိတ်ထဲမှာချိန်ဆလိုက်တယ်။အခြားတစ်ဖက်မှာတော့စေယုံကစစ်ဆေးမှုရလဒ်တွေထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ဆရာဝန်ကြီးကလည်းချက်ချင်းပဲဝမ်းသာလုံးလို့ခုန်ပေါက်သွားခဲ့တယ်။မိသားစုမှာစက္ကန့်မဲ့သူရှိသွားပြီ။စစ်ဗိုလ်ချုပ်ကြီးတည်သွားရင်တော့တေချာပေါက်ဝမ်းသာလုံးလို့ခုန်ပေါက်နေမှာပဲလို့ပြောဆိုခဲ့တယ်။အဲ့ဒီနောက်လက်ထောက်ဖြစ်သူကိုစစ်ချက်အဖြေကိုဆိုင်တော်စီချက်ချင်းပို့ခိုင်းလိုက်တယ်။ဦးလေးဒုတိယကတော့ဧည့်သည်တွေအားလုံးရဲ့ရှိမှာအမျိုးသမီးရဲ့ဇင်းမြစ်ကိုဖော်ထုတ်ဖို့မဆောင်ဆိုင်နိုင်တော့ပါဘူး။သူမဟာစိတ်ကမ်းမှာဖတ်ထုတ်ရောက်တဲ့တောသူမတယောက်တာဖြစ်ကြောင်းပြောဆိုလိုက်တဲ့အခါပွဲလာပရိသတ်တွေကြားမှာချက်ချင်းပဲဆူညံသွားခဲ့တယ်။ဆိုင်တော်ရဲ့အိမ်တော်ထိန်းကရှေ့ထွက်လာပြီးဦးလေးဒုတိယကိုခိုင်လုံတဲ့တက်တဲ့အထောက်ထားရှိမရှိမေးခွန်းထုတ်ခဲ့တယ်။ဒုတိယချွေးမကလည်းသွေးသားတော်ဆက်မှုစစ်ဆေးခြင်းကိုသူကိုယ်တိုင်လှုပ်ဝက်စွာလှုပ်ဆောင်ထားပြီးဖြစ်ကြောင်းနဲ့စစ်ဆေးမှုရလဒ်ကမကြခင်ရောက်လာတော့မှဖြစ်ကြောင်းချက်ချင်းဝင်ပြောလိုက်တယ်။ထိုစဉ်စစ်ဗိုလ်ချုပ်လေးစစ်ဗိုလ်ချုပ်ကြီးဆရာဝန်ကြီးရဲ့စစ်ချက်အဖြေရောက်လာပါပြီဆိုတဲ့အတန်ကျေလောင်စွာထွက်ပေါ်လာခဲ့တယ်